ကဲတနင်္လာနေ့ဘာမင်းလဲကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတဲတော်ပြည်ရင်ကျော်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တနင်္လာသားသမီးအတွက်အောက်တိုဘာပေါ့နော်အောက်တိုဘာ1ရက်နေ့ကနေ9ရက်နေ့အတွင်းပေါ့နော်ဒီဘက်စာဟောစနာမြောင်ကိုကျွန်တော်ဖတ်ကြားတော့မှာဖြစ်ပါတယ်ကဲကျွန်မအစိုးကောင်းအကျိုးကြောင့်များနေတယ်ပေါ့နော်စီးပွားရေးလူမျိုးပေါ့အင်ဂျင်ကျမ်းမာရေးပေါ့နော်ဆောင်းရှောင်းရည်ရအားလုံးပေါ့နော်အားလုံးကျွန်တော်တဲတော်က9ကနဲ့ဖတ်ကြားတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တနင်္လာသားသမီးများအနေနဲ့တနင်္လာသားများအနေနဲ့စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်လက်တလုံးမှာကိစ္စဝေးကြရပေါ့နော်စီးပွားရေးနဲ့ပတ်သက်တဲ့အတိုက်ခံတွေအားလုံးကိုပေါ့နော်ဖြည့်ရှင်းပြီးကာလအနေအထားမျိုးကိုတွေ့ရတယ်နော်တွေ့ရတယ်ပြန်လည်ပြီးတော့အသစ်တစ်ပြန်လည်စတင်တယ်ပေါ့နော်စတင်မယ်ဆိုတော့နမိတ်ကြတယ်နော်စီးပွားရေးအနေနဲ့ပြန်လည်ပြီးတော့ကောင်းမွန်လာတယ်ပေါ့နော်အထိုင်ကနေပြန်လည်ပြီးတော့နေရာကိုပြန်လည်ပြီးတော့အတိအကျဖြစ်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အလားအလာတွေကိုတွေ့ရပါတယ်တနင်္လာသားမျိုးပဲနော်လုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်တော့လုပ်ငန်းတွေမှာလုပ်နေတဲ့လူတွေပေါ့နော်အလုပ်ကနေလုပ်နေတဲ့လူတွေဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့အလုပ်ထဲမှာစိတ်ညစ်စရာလေးကြုံတွေ့ရတယ်နော်စိတ်ဆင်းရဲစရာလေးကြုံတွေ့ရတယ်ခုဖြစ်ချင်တာနဲ့ကိုလုပ်နေတယ်နဲ့တော်လဲစီဖြစ်နေတာလို့ကြုံတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ငန်းပိုင်းနဲ့ပတ်သက်ကြုံတွေ့ရတယ်ငွေကြီးရဲ့အနေနဲ့ကတော့ဒီချိန်မှာလာဖို့လာတော့ရှိပင်မဲ့လည်းအနေငယ်ပိတ်ဆို့တာကိုတွေ့ရတယ်ပဲနော်အနေငယ်ငွေကြီးပေါ့နော်ငွေကြီးလက်လာပါအနေနဲ့ကတော့အနေငယ်အခက်အခဲလေးတွေ့ရတယ်တကယ်ဝင်လာမယ်ဆိုရင်အဲ့ဒီငွေရမမြဲဘူးပြန်ထွက်သွားတာမျိုးတွေကြုံတွေ့ကောင်းကြုံတွေ့လာနိုင်နေမယ်နော်အဲ့တော့ငွေကြီးပိုင်းအနေနဲ့အနေငယ်လေးတော့ညံ့နေပေါ့နော်ပြန်လဲပြောချင်တာကဒီကာလပဲပေါ့နော်ဒီအော်တိုဘလပေါ့တရက်နေ့9ရက်အတွင်းပေါ့နော်ပြန်လဲပြီးတော့စတင်ရမယ်အသစ်တည်းမှာစတင်ရမယ်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးနမိတ်ကိုတွေ့ရပါတယ်ခင်ဗျာနော်အဲ့တော့လူမျိုးရေးတိုက်ကလေးတွေရှိတယ်ဗျာနော်ကိုယ်မနာလိုတဲ့သူတွေမုန်းထားတဲ့သူတွေလူမျိုးရေးတိုက်ကလေးတွေရှိတယ်အလုပ်ထဲမှာတော့၎င်းပြင်မှာတော့၎င်းပုံဝန်းကျင်မှာတော့၎င်းပေါ့အတိုက်ကလေးတွေကြုံတွေ့ရတတ်ပါတယ်ဗျာနော်အခြေအနေနဲ့ကတော့အခြေအနေကတော့အညံ့ခိုက်နေမှာမရှိပါဘူးဗျာနော်အခြေအနေနဲ့အဆင်ပြေပါလိမ့်မယ်အခြေအနေနဲ့လည်းအဆင်ပြေပါမယ်အခက်မနဲ့စကားမဲ့ရန်ဖြစ်အမြင်အပြောဆိုပေါ့တယောက်နဲ့တယောက်အထင်မြင်လွဲမျိုးပြီးတော့နော်စိတ်ဆိုးစိတ်ကောက်ဖြစ်မယ်ပေါ့ဒါပေမဲ့ပြန်လည်ပြီးတော့ကောင်းမှုပါလိမ့်မယ်နော်အိမ်တော်အနေနဲ့တော့အိမ်တော်ရဲ့ကိုယ့်ရဲ့ကျင်ပေါ်ပေါ့နော်ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ပေါ့နော်ခဏဝေးကွာတာမျိုးတွေခွဲနေရတယ်မျိုးကြုံတွေ့ရတတ်ပါတယ်နော်ပညာရေးဘက်အနေနဲ့တော့တင်းတချီနိုင်ငံခြားကိုသွားတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပညာရေးဘက်နဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်အဆင်ပြေမယ်ပေါ့နော်တိုးတက်မဲ့လမ်းစာတွေကြုံတွေ့ရတတ်ပါတယ်နော်ကျမ်းမှန်အနေနဲ့ကျမ်းမှန်လည်းလက်တလောပေါ့နော်လက်တလောယောဂဝေဒနာဘယ်လိုမျိုးလဲဆိုတော့ဧည့်သည်ဝေဒနာပေါ့နော်ဧည့်သည်ဝေဒနာဆိုတာကဖြစ်ပြီးပြန်ပြောက်သွားတာပေါ့နော်ခဏပဲအဲ့လိုမျိုးလက်တလောဖျားတက်တာနာတက်တာလို့မျိုးလေးကြုံတွေ့ရတဲ့အဲ့ဒါလေးတော့တတိထားပဲကျန်တဲ့ထူထူအိပ်ရတယ်မှာလဲသွားတဲ့ဝေဒနာမျိုးတွေတော့မကြုံတွေ့ရပါဘူးနော်အဲ့တော့ရှောင်းရဆိုတာစနေသားသမီးကိုရှောင်းရမှာနော်ဒီကာလာထဲမှာစနေသားသမီးကိုတင်းနေတာသားသမီးကိုရှောင်းရမှာနော်စနေသားသမီးတွဲဖက်သွားတာမျိုးတွေဘာမှမလုပ်ပါနဲ့ရှောင်းရမှာနော်ဆောင်းရံအတွက်ကတော့ကျွန်တော်ဘယ်လိုအရာမျိုးကိုဝစ်စင်ပြီးရှောင်းရမလဲဆိုရင်ကျွန်တော်တို့အဖြူအောင်လို့နော်အဖြူအောင်လို့ရွှေအောင်လို့ပါတော့ဝစ်စင်ပြီးတော့ကိုယ့်ရဲ့တနေ့တဲ့လုပ်ငန်းတွေကိုရေးကြီးကိစ္စတွေကိုပြောဆိုမယ်ဆိုရင်တော့အဲ့ဒီအရာမျိုးဝစ်စင်ပြီးတော့ပြောဆိုမယ်ဆိုရင်အရာအလုံးအောင်မြင်ပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်ရည်ရန်အနေနဲ့ကတော့ဖះမှာဓာတ်ပေါက်လှူပေးပါနော်ကိုယ်အိမ်မှာရှိတဲ့ဖះပဲဖြစ်ဖြစ်ဇေဒီပထိုးတစ်ခုပဲဖြစ်ဖြစ်ပေါ့နော်ဓာတ်ပေါက်လှူပေးပါဒါမှမဟုတ်ဖုန်းကြီးเจ้าကိုလည်းဓာတ်ပေါက်လှူပေးလို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်စနေသားသမီးအားတလင်းလာပေါ့နော်တလင်းလာသားသမီးအားလုံးပေါ့နော်ဒီနေ့ချိန်မှာဆိုင်အဆင်ပြေပါစေကိုစိတ်ကူးတဲ့အတိုင်းကြံစည်အတိုင်းပြီးမြောက်အောင်မြင်တော့နော်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များဖြစ်ကြပါစေဘာသာရေးတာသနာရေးကိုလည်းတမန်တလက်နေတော့အကျိုးပြုစေနိုင်တော့နော်ပုဂ္ဂိုလ်တို့ပုံဖြစ်နိုင်ကြပါစေကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်နော်ဒီနေ့ချိန်မှာလက်လာပါမှလည်းအထူးတလဲပွင့်လန်းပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ